ကမ္ဘာချမ်းသာဆုံးရော့ဂီတာပညာရှင်တယောက်ကတကယ့်ကိုလေလွင့်နေတဲ့သူတယောက်လိုမျိုးဘဝကိုဖျက်ဆီးနေလိမ့်မယ်လို့ဘသူကထင်ထားမှလဲအခုဆိုရင်သူ့အသက်က89နှစ်ရှိနေပြီဖြစ်ပြီးသူ့ရဲ့နာမည်ကလည်းကမ္ဘာနေရာအနှံ့ပြားမှာဟိမ့်ထွက်နေတာဖြစ်ပါတယ်သူဟာဒေါ်လာတန်းပေါင်းရာနဲ့ချီချမ်းသာကြွယ်ဝနေပေမဲ့လည်းအရန်ကိုရိုးရှင်းပြီးချိုးချံချွေတာတဲ့နေထိုင်မှုပုံစံကိုပဲရွေးချယ်ခဲ့ပါတယ်။သူဟာဇေခံကားတွေကိုလည်းမမောတွေ့တာချင်းမရှိပါဘူး။အဲဒီစာသူ့ရဲ့ငယ်ပေါ်အမှတ်တရတွေရှိနေတဲ့အိုဟောင်းပြီးအတန်တွေစူညံနေတဲ့ကားအဆုပ်လေးတစ်စီးကိုပဲတင်စီထားတာပါ။စင်မော်ကနေပြုတ်ကျပြီးနံရိုးအတော်များများကျိုးသွားခဲ့တဲ့အချိန်မှာတော့မှသူဟာဇွဲမလျှော့ပဲဆက်ပြီးစူးစမ်းအားထုတ်ခဲ့ပါသေးတယ်။ဒီလူကြီးကဖျော်ဖြေပွဲတစ်ခုလုံးပြီးဆုံးတဲ့အထိဇွဲနာပဲနဲ့အားတင်းထားခဲ့ပြီးပရိသတ်တွေရှေ့မှာတော့သူ့ရဲ့အားနည်းချက်တွေကိုဘယ်တော့မှထုတ်မပြခဲ့ပါဘူး။ဖျော်ဖြေပွဲတိုင်းမစတင်ခင်မှာသူဟာဆေးပြားတွေကိုလက်တဆုပ်စာလောက်မျိုးချလေးရှိတယ်လို့ပြောကြပါတယ်။ဒါပေမဲ့စင်မော်ကိုတက်လိုက်ပြီဆိုတာနဲ့သူဟာပြင်းပြတဲ့စွမ်းရည်တွေနဲ့စိတ်အားထက်သန်မှုတွေကိုချက်ချင်းထုတ်လွှတ်လိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့စစ်မှန်တဲ့ rock ဂီတဆိုတာနှလုံးသားထဲကနေလာရမယ်လို့သူကခိုင်ခိုင်မာမာယုံကြည်ထားလို့ပါပဲ။ဒါအပြင်သူဟာကလေးငယ်တွေဂီတပညာသင်ကြားနိုင်ဖို့အတွက်ဒေါ်လာတန်းပေါင်းများစွာကိုလှူဒန်းခဲ့ပါတယ်။အဲ့လိုလှူဒန်းတဲ့နေရာမှာလည်းကလေးတွေအနေနဲ့ငွေကြေးအတွက်နဲ့သူတို့ရဲ့စစ်မှန်တဲ့ပင်ကိုယ်စရိုက်ကိုဘယ်တော့မှမပြောင်းလဲပြရဘူးဆိုတဲ့စီကံချက်တစ်ခုတည်းကိုပဲထားရှိခဲ့တာဖြစ်ပါတယ်